1944ခုနှစ်ဇွန်လ6ရက်ဒီဒေးဤအယုံတက်ခြင်းဖြစ်သည်နော်မန်ဒီရှိကြီးရွာတရွာ၏အပြင်ဘက်ရွှင်တွင်ထူထပ်သောလေပင်တစ်ခုထဲသို့စီးတက်သားတစ်ယောက်ခုန်ချလိုက်သည်တနက်တန်များကိုကြားရပြီးပါရာရှူမှအမြင်ဆင်းသက်လိုက်ကင်မိုးသည်ရွာဘက်သို့အမြင်ပြေးသွားသည်အနီးနားကိုကြည့်လိုက်သည်အနီရောင်လောက်ဝါကတိုင်ကြီးပါဝင်သောဖျားเจ้าကိုတွေ့ရှိပြီးအတွင်းသို့အမြင်ဝင်သွားသည်အတွင်းတွင်နောက်ထပ်စီးတက်သားတစ်ယောက်ဖြစ်သော Robert Wright ရှိသူတို့နှစ်ဦးနှုတ်ဆက်ကြပြီးအလုပ်စားလုပ်ကြသည်တမိုင်းတွင်အတန်းတင်ကြံရည်မိအခန်းကဏ္ဍတစ်ခုစတင်တော်မူဖြစ်သည်ကျွန်တော်ကင်မိုး Robert Wright ပါဖျားเจ้าဤတိတ်ဆိတ်မှုမှာတကားပွင့်သွားပြီးထန်ရာရစစ်သားများစတင်ရောက်ရှိလာသဖြင့်ပျက်စီးသွားသည်ဆေးပစ္စည်းတစ်တာများမရှိဆေးတက်သားအိမ်များနှင့်အိတ်ကက်ထဲမှာရှိဦးသူနာပြုပစ္စည်းများသာရှိသည်အပြင်ဘက်တွင်စစ်ပွဲကိုပုံမပြင်းထန်လာသည်ဂျာမန်များရွာထဲသို့တိုးဝင်လာပြီးအိမ်တိုင်းတွင်တိုက်ပွဲဖြစ်ပွားနေသည်ဖျားเจ้าအတွင်းတွင်ကင်ဒီထန်ရာရသူများ၏အော်ဟစ်တန်ကိုကြားနေသည်ကင်ဒီဘာမှမလုပ်ဘဲနေလိုက်ပါသူဤခမောက်ပေါ်မှာလက်ဝါးကတိုင်ကြောင့်အကားပေးရတယ်သူသည်ဘုရားကျောင်းမှအဟောင်းဖြစ်သောတွန်းလဲကိုယူပြီးလမ်းပေါ်သို့ပြေးထွက်သွားသည်ဂျာမန်စစ်သားတဦးသည်ကင်ကိုတွေ့ရှိပြီးတနက်ချိန်လိုက်သို့သောသူသည်မိသောလက်ဝါးကတိုင်ကိုမြင်လိုက်ရသောကြောင့်အသက်မသက်ဘဲနေလိုက်သည်ကင်သည်အခြားတစ်ဖက်သို့ဘေးကင်းစွာရောက်ရှိသွားသည်သူတို့နှစ်ဦးသည်ဒဏ်ရာရစစ်သားကိုတွန်းလဲပေါ်တင်ပြီးဘုရားကျောင်းသို့အမြန်ပြေးပြန်လာကြသည်ကင်သည်ဒဏ်ရာရသူကိုတည်လာပြီးဘုရားကျောင်းတကားကိုဖွင့်လိုက်သည်ဘုရားကျောင်းအတွင်းရှိသူများအားလုံးတုန်လှုပ်သွားကြသည်အဘေကျောင်းဆိုတော့သူသည်အမေရိကန်ဟုတ်ဂျာမန်စစ်သားဖြစ်သည်ကင်သည်ဂျာမန်စစ်သားကိုခုံတန်းတစ်ခုပေါ်တင်ပြီးအကူအညီပေးသည်အခြားသူများ၏အကြည့်များကိုလုံးဝလစ်လူရှုထားသည်သူတို့သည်ငါတို့လိုပဲလူငယ်လေးတွေပါအတွင်းတွင်အလို့များဆက်လက်လှုပ်ဆောင်နေသည်ဂျာမန်စစ်သားတဦးတကားဝတွင်ရောက်လာသည်သူသည်တနက်ကိုချလိုက်ပြီးလက်ဝါးကတိုင်အမှတ်အသားပြုတ်လို့ထွက်သွားသည်ရောဘတ်သည်စီကန်းချက်တစ်ခုထုတ်လာသည်ဘသူပဲဖြစ်ဖြစ်ဒီမှာလက်နဲ့မကန်ရဘူးခုပြောပြီးလက်နဲ့များကိုတင်လိုက်ပြီအထက်အရာရှိရောက်လာပြီးကင်းနဲ့ရောဘတ်ကိုပြန်ဆုတ်ခိုင်းတော်လေသူတို့ဒီမပြန်ဘဲနေကြတယ်နောက်ပိုင်းတွင်ဂျာမန်များကရွာကိုပြန်ရပြီးသူတို့ထန်ရာရသူများကိုဖျားเจ้าတို့ခေါ်လာကြတယ်ဖျားเจ้าမှာပြည်ချင်ပြီးကျမ်းပြင်ပေါ်တွင်လူနာများရှိနေသည်ဂျာမန်အရာရှိနှင့်စစ်သားများဖျားเจ้าရှိနေကြတယ်ရောဘတ်လက်နဲ့မကန်ရစတယ်ပြောလိုက်တယ်အရာရှိကြီးစုတင်ကြောင်ပြောပြီးသူတို့ကူညီပြီး24နာရီအတွင်းကြောက်မွန်လွဲပိုင်းတွင်တိုက်ပွဲပြန်စပြန်သည်ရက်လိုက်ကြသူတို့နှစ်ဦးဘယ်နေရာမှာပဲပေါ်လာပါစေတိုက်ပွဲကိုရပ်တန့်လိုက်ကြသည်ပွဲကောင်းသွားတယ်ဘုံတလုံးကြလာတော့လဲမပေါက်ကွဲပဲနေခဲ့သည်ကိုကုတ်ပြီးပြင်ပသို့ပြစ်ထုတ်လိုက်သည်ဒီကြီးစံဘူးရောဖျားเจ้าကိုပြစ်ခတ်ခဲ့တယ်ရောက်လာတော့လေအမေရိကန်အရာရှိတအူရောက်လာပြီးစီးတပ်သားများကိုနှောက်ယှက်ခြင်းမပြုရန်ပြောသည်ကျွန်တော်ကအထက်အရာရှိပါစုတ်ခွာဖို့အမိန့်ပေးတယ်ရောဘတ်ကတိုက်ခန်းလုပ်ပြီးဒီဖျားကြောင့်ကတန်ရာရသူတွေအတွက်ဘေးကင်းရာဖြစ်ပြီးလက်နက်ကင်စရာနေရာမဟုတ်ဘူးဟုပြောသည်တုံးရက်နဲ့လက်တွင်လူပေါင်း80ကျော်ကိုသူတို့ကိုတာပြီးခဲ့သည်ကြောင့်ဒီယနေ့တိုင်းတည်ရှိနေပြီသူတို့လှုပ်ဆောင်ချက်ကိုအမတ်တရအနေဖြင့်ပြုလုပ်ထားတယ်ဘုံမပေါက်ကွေးခဲ့တဲ့နေရာမှာချင်းခင်ကိုတာပြထားတယ်ဘယ်တီတူ
ရိုးပြမြောက်ကိုဖျားကြောင်းတို့ပြုတ်နှံပြီးရင်စန္ဒရှိခဲ့တော်လေစီကံအယောင်မရခဲ့ပါနောက်ဆုံးတွင်သူရဲ့စန္ဒအတိုင်းရင်းတိတွေပြုတ်နှံနိုင်ခဲ့